ဒီနေ့လေးမှာတော့ Asian Innovative Travel နဲ့မန္တလေးပြင်ဦးလွင်ကျောက်ဆည်ကိုခီးထွက်မှာပါခီးလေးကတော့29ရက်နေ့3နာရီဝန်းကျင်မှာလူစုကြပြီးတော့4နာရီဝန်းကျင်မှာတော့နီးစပ်ရမှတ်တိုင်တွေကနေခီးတဲ့တွေကိုပတ်ခေါ်ပါတယ်9နာရီမှာတော့ရန်ကုန်ကနေစထွက်ပါပြီရန်ကုန်ကနေဆက်ထွက်ခြင်း0မိုင်မှာအပေါ်ပါသွားရတဲ့အစာပြေမုတ်စားဖို့အတွက်ကားလေးကိုခဏရပ်ပေးပါတယ်ကိုလည်းအများကြီးပဲဝယ်တာကားပေါ်ရောက်တော့မုတ်တွေရောအေးတွေရောထက်ကျွေးသေးတယ်ဆက်လက်သွားရင်ညစာအတွက်ခိတ္တရပ်ပေးပါတယ်စထွက်ခြင်းညစာလေးကတော့ American System မှာ American System ဆိုတော့ကိုစားတာကိုရှင်းပါ9နာရီမှာတော့ခီးတဲ့အတွက်သွားတိုင်းမျက်နှာသေးပေးဖို့အတွက်စီစဉ်ပေးပါတယ် Morning breakfast လေးလည်းပါပါတယ်မနက်မိုးလင်းဖျားရောက်တာနဲ့နှစ်ကောင်သားကရက်တွေအထအနေမန္တလေးကကြောက်စိမ်းဖျားကို6နာရီဝန်းကျင်မှာရောက်တာပါကြောက်စိမ်းဖျားကိုထိုင်းနိုင်ငံနဲ့တရုတ်နိုင်ငံသားတွေကလာရောက်လေ့လာတာပုံများပါတယ်ကျောက်စိမ်းဖျားလူရှင်တွေကတော့ကျောက်မြင့်နာကုမ္ပဏီကဇနီးမောင်နှံ2ဦးဖြစ်ပြီးတော့25နှစ်တာကျောက်စိမ်းတွေကိုစုဆောင်းပြီးတော့ဒီဖျားကိုဆောက်လုပ်လူတန်းခဲ့တာပါကဲကျောက်စိမ်းလန်ကူတော်တွေကိုဆက်လက်ပြီးသွားပါမယ်ဂူအတွင်းထဲမှာတော့ထွက်ရှိရာဒေတာတွေရဲ့ကြောက်စိမ်းပုံသဏ္ဍာန်တွေနဲ့အရေးသွေးကြောက်စိမ်းတွေထွင်းထူထားတဲ့လက်မှုပညာအမှုပညာရက်တွေလာရောက်လေ့လာသူတွေရေတောက်သုံးနိုင်ရန်အတွက်ရေတွင်းသေးစားလေးလည်းပြုလုပ်ပေးထားပါတယ်ကျွန်းနက်ဖျားကိုဝင်ရောက်ဖူးမြော်ပြီးဆက်လက်သွားမယ်ဆိုရင်တော့ကမ္ဘာအကြီးဆုံးကျောက်ပြင်ရှိပါတယ်ဒီနေရာမှာတော့ ADO တယောက်စူးစမ်းလဲမအောင်မြင်ပါဘူးနှစ်ယောက်သားမျက်နှာမသိရသေးပေမဲ့ပြန်လန်တနခါကိုရှေ့ပလန်နဲ့လူးနေတာပါအမတ်တရအာဝါဘေဘီတောင်တမန်အင်းကိုဆက်လက်ချီတက်ပါပြီရောက်ရှိသွားတဲ့ချိန်လေးကတော့မနက်9နာရီပါကိုတွေဖွဲ့တွေရရောက်ချင်းလေတက်စီးတာပါမကြခင်မှာနေရန်ပူတော့မှာမို့လို့ပါလှေစီးတဲ့ကန်ကတော့ package ထဲမှာပါပြီးသားပါလှေဦးထိပ်မှာပျော်နေတဲ့ ADO တယောက်ပါ BI နဲ့ဆင့်လေးကတော့နှစ်ယောက်သားအပြန်လန်လေထိပ်ကိုလူနေကြတာပါလူတဲ့ထဲမှာ travel guide လေးတောင်ပါသေးတယ်ရေပေါ်မှာဗီဒီယိုရဖို့လှုပ်ရှားရတာလွယ်ကူတယ်မြန်ထင်းနေလားကဲကန်းဆက်ကိုပြန်ပါပြီဥပိန်တရားပေါ်ရောက်တော့မနက်8နာရီတောင်ရှိပါပြီဗီဒီယိုရိုက်ဖို့စ조사ရင်မပြုတ်ကြပဲခြေလက်မကျိုးခဲ့သူ2ဦးပါလမ်းလျှောက်ရင်ပိုက်စားတာစားစရာတရားအောက်မှာတော်တော်ရဲ့ဖြစ်ချင်တဲ့ဆန္ဒတွေကိုတရသီးနဲ့ထိန်းချုပ်ပြီးတော့နောက်တစ်နေရာကိုဆက်လက်ချီတက်ပါပြီ